Airlet Sport Channel ကနေကြိုဆိုပါရစေ။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမို့ Channel လေးကို Like and Subscribe နှိပ်ဖို့မမေ့နဲ့နော်။အားလုံးပဲမင်္ဂလာပါ။ဘောလုံးကလပ်တို့တဲ့အောင်မြင်ဖို့အတွက်အခြေခံကြတဲ့အချက်လက်တွေအများကြီးရှိပါတယ်။ဒီထဲမှာဒီပြတွေရဲ့ကဏ္ဍတွေကလည်းအဓိကပါဝင်ပါတယ်။ဘောလုံးကဘာမှာအကောင်းဆုံးဒီပြတွေများစွာရှိတဲ့အနက်အချိန်တိုင်းတွေအကောင်းဆုံးဒီပြဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိထားတယ်။စာလက်ဖောင်စံတယောက်ကလပ်အသင်းကိုဘယ်လိုများစီမံခန့်ခွဲခဲ့ပါလဲ။ Manchester United ဟာအင်အားကြီးကလပ်အသင်းတစ်ခုဖြစ်တည်ဆောက်ရန်စာလက်ဖောင်စံကြီးကြီးကပ်မှုတွေကစိစက်တည်ကြပြီးအမျှော်မြင်လေးရှိခဲ့ပါတယ်။စာလက်သည်အောင်မြင်သောကလပ်အသင်းကိုဖန်တီးအောင်သာမကပဲသမိုင်းဝင်တွေတစ်ခုကိုပါဖန်တီးခဲ့တာပါ။ဖောင်စံသည်၎င်း၏ခေါင်းဆောင်မှုအောက်တွင်အသင်းကိုအဓိကအချက်၈ချက်ဖြင့်အောင်မြင်မှုလမ်းကြောင်းပေါ်သို့ပို့ဆောင်ပေးခဲ့ပါတယ်။နံပါတ်1အသင်းကိုပြန်လည်တည်ဆောက်ခြင်း1986ဒီပြဖောင်စံတာဝန်ဆယူချိန်မှာManchester United ဟာ19နှစ်အတွင်းဒီဖလားကိုမဆုတ်ခွနိုင်ခဲ့ပဲကွင်းတွင်းရောကွင်းပြင်မာတွေမှာပါပြဿနာများစွာရှိနေခဲ့တာပါ။ဖောင်စံသည်လွန်စည်းကမ်းကြီးပြီးအာယုံစူးစိုက်မှုရှိသောသူအဖြစ်လူသိများပြီး၎င်း၏စီးမြင်များကိုကလပ်အသင်းထံသို့ချက်ချင်းထည့်သွင်းခဲ့ပါတယ်။သူဟာတိကျတဲ့စီးမြင်တွေကိုဖန်တီးခဲ့ပြီးကစားသမားတွေထံမှအမြင့်မားဆုံးလုံအားနှုန်းနဲ့ဂတိကဝတ်တွေကိုအပြည့်အဝတောင်းဆိုခဲ့ပါတယ်။စာလက်ကလူငယ်တွေရဲ့ငယ်ရွယ်နှုပြူသောစွမ်းရည်များကိုစောစောစီးစီးပြုစုပြောင်းထောင်ရန်ရည်ကြီးကြောင်းပြောကြားခဲ့ပါတယ်။ဖောင်စံသည်ကလပ်အသင်းအားအတွင်းမှပြန်လည်တည်ဆောက်ရန်ယုံကြည်ခဲ့ပြီးကလပ်၏လူငယ်အကယ်ဒမီကိုအဓိကအရင်းအမြစ်အဖြစ်အသုံးပြုခဲ့ပါတယ်။ Ryan Giggs, Bosco နဲ့ Gary Neville တို့လိုကစားသမားတွေဟာဖောင်စံရဲ့ဥဆောင်မှုအောင်မှာအကယ်ဒမီကိုဖျက်ဆီးလာခဲ့ကြပြီးအနာဂတ်အောင်မြင်မှုအတွက်အုံမြင့်ချခဲ့ကြပါတယ်။နံပါတ်2ကင်းထောက်ခြင်းနဲ့လူသစ်စုဆောင်ခြင်းဖောင်စံသည်လူငယ်အကယ်ဒမီကိုအားကိုးရုံမှမကအချိန်နဲ့တပြေးညီမှန်ကန်သောကစားသမားများကိုရှာဖွေခြင်းနဲ့ခေါ်ယူရာတွင်လည်းကျွမ်းကျင်ခဲ့ပါတယ်။သူ၏ခြေကပ်ပုံမှာအတွေ့အကြုံရဲ့ကစားသမားများနဲ့ငယ်ရွယ်သောစွမ်းရည်များကိုအပြည့်အဝပေါင်းစပ်ထားသောအသင်းတစ်သင်းကိုတည်ဆောက်ရန်ဖြစ်ပြီးအကောင်းဆုံးခေါ်ယူများကိုပြုလုပ်နိုင်ခဲ့ပါတယ်။အဲဒီကန်တိုနာဖောင်စံ၏အကောင်းဆုံးခေါ်ယူများထဲမှတစ်ခုဖြစ်ပြီးကန်တိုနာသည်1992ခုနှစ်တွင်လီယူနိုက်တက်မှပြောင်းရွှေ့လာခဲ့ပါတယ်။၎င်းရဲ့ဆွမ်းလောင်ရေးဒီစနစ်ပိုင်းနဲ့ကွင်းထဲတွင်ဦးဆောင်နိုင်မှုတို့က United ၏ပရီးမီးယားလိ၌ကြီးစိုးလာမှုတွင်အဓိကကျပါတယ်။ဥပမာအားဖြင့်ကန်တိုနာသည်အသင်း၏ကစားဟန်သာမကအသင်းရဲ့စိတ်ဓာတ်ကိုလည်းလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ Ryan Giggs ဖောင်စံသည် Ryan Giggs ကို1993တွင်ခေါ်ယူခဲ့ပါတယ်။ Giggs သည် United ၏ကွင်းထဲသို့ဦးဆောင်မှုပေါပွဲပြင်းထန်တဲ့ကစားဟန်နဲ့အတွေ့အကြုံများစွာကိုယူဆောင်လာခဲ့ပါတယ်။ကန်တိုနာနဲ့ဘော့စကိုတို့ကဲ့သို့ကစားသမားများလက်တွေ့ချင်းသည်အင်္ဂလိပ်ဘောလုံးလောကတွင်ကြောင်းဝက်ခွဲအကောင်ဆုံးကွင်းလယ်များထဲမှတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။နံပါတ်3နိုင်လိုစိတ်ပြင်းပြမှုကိုပြုစုပြောင်းထောင်ခြင်းဖောင်စံသည်အသင်းကိုတည်ဆောက်ပြီးသည့်နေ့နိုင်လိုစိတ်ပြင်းပြမှုကိုဝန်းမြူရန်အာရုံစိုက်ခဲ့ပါတယ်။သူ့ရဲ့ကစားသမားတွေကိုလှုပ်ဆော်နိုင်စွမ်းကသူ့ရဲ့အကြီးမားဆုံးစွမ်းရည်တွေကတစ်ခုဖြစ်ပါတယ်။ဖောင်စံသည်၎င်းရဲ့ကစားသမားများကိုအကောင်းဆုံးဖြစ်အောင်လှုပ်ဆော်ပေးနိုင်သောကြောင့်လူသိများပါတယ်။သူကအသင်းကိုဖိအားတွေအောက်မှာမဆုတ်မနစ်အနိုင်ရလိုတဲ့စိတ်ဓာတ်ကိုဝန်းမြူခဲ့ပါတယ်။ဖောင်စံရဲ့နာမည်ကျော် hair dryer treatment ဉာဏ်ပြင်းသောကစားသမားများကိုအဝတ်လဲခန်းတွင်ဓာတ်ရိုက်ကျဲလောင်စွာစူပူသည့်နီလန်းသည်ဖောင်စံရဲ့အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ်။ဖောင်စံသည်အသင်းစိတ်ဓာတ်အရေးပါမှုနဲ့ဦးချင်းကိုရေးကိုတွေးများဒီကဲသို့လိုက်ဖက်မိကိုနားလည်ခဲ့ပါတယ်။ကန်တိုနာနှင့်ကင်းကဲသို့သောစူပါစတားများကိုခေါ်ဆောင်လာစဉ်တွင်ကစားသမားတိုင်းသည်၎င်းတို့၏အခမ်းကဏ္ဍကိုကောင်းမွန်စွာသိရှိပြီးစီးလုံးညီညွတ်စွာလှုပ်ဆောင်နိုင်တဲ့ညတာသောအသင်းတစ်ခုဖြစ်လာစေရန်စီမံခဲ့ပါတယ်။နံပါတ်4လူငယ်အကယ်ဒမီနှင့် Class of 92ဖောင်စံသည်Manchester United ၏လူငယ်ဖွံ့ဖြိုးရေးစနစ်ပေါ်အထူးအာရုံစိုက်ခဲ့ပါတယ်။ Ryan Giggs, David Beckham, Bosco, Gary Neville နဲ့ Nicky Butt တို့ပါဝင်တဲ့ Class of 92သည်1990နဲ့2000ခုနှစ်များတွင်United အသင်းရဲ့အဓိကကစားသမားတွေဖြစ်လာခဲ့ပါတယ်။အသင်းရဲ့ကြော်ရိုးအဖြစ်ဖောင်စံသည်လူငယ်ကစားသမားများကိုပထမအသင်းသို့မြင့်တင်ပေးကလူငယ်များ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ်သူ၏ယုံကြည်ချက်မှာကောင်းဆုံးရလဒ်တွေထွက်ပေါ်လာခဲ့ပါတယ်။ Ryan Giggs နဲ့ Bosco တို့လိုကစားသမားတွေဟာအ
အသင်းမှာအဓိကကျတဲ့ကစားသမားတွေဖြစ်လာခဲ့ပြီးကလပ်အသင်းရဲ့ကန်တော်ဝင်ကစားသမားတွေဖြစ်လာကြပါတယ်။ဖာဟူဆန်သည်လူငယ်ကစားသမားများကိုပြုစုပြောင်းထောင်ရများမက၎င်းတို့ကိုပထမအသင်း၏အစိမ်အပိုင်းဖြစ်စေခဲ့ပါတယ်။ဥပမာအဖြစ်ဗက်ခန်နှင့်စကိုတို့သည်1990ခုနှစ်များအစောပိုင်းတွင်၎င်းတို့၏ကွဲဥထွက်ခွင့်ရခဲ့ပြီးကလပ်၏အိုင်ကုန်များဖြစ်လာခဲ့ပါတယ်။နံပါတ်5နီးဗျူဟာပြောင်းလဲမှုနှင့်စမ်းသစ်တီထွင်မှုဖာဂူဆန်၏ပွဲစဉ်များပေါ်နီးဗျူဟာကြီးကပ်မှုများသည်အလွန်ကောင်းမွန်ခဲ့ပါတယ်။ပြည့်ထန်တဲ့တိုက်စစ်ကစားကြောင့်အစာပိုင်းမှာနာမည်ကြီးခဲ့ပြီးပြောင်းလဲလာတဲ့ဘောလုံးတဘာဝနဲ့ကိုင်ညီအောင်သူ့ရဲ့ဒီစနစ်တွေကိုပြုပြင်ပြောင်းလဲခဲ့ပါတယ်။အစောပိုင်းတွင်ဖာဂူဆန်သည်တောင်ပန်ကစားသမားများနှင့်ကွင်းလယ်အားကိုးအားထားပြီးတော့အစင်လာဖိုးတူးပုံစံကိုနှစ်သက်ခဲ့ပါတယ်။ပွဲချိန်ပြောင်းလဲလာသည်နှင့်အမျှဖာဂူဆန်သည်တိုက်စစ်ဒိုင်းနမစ်တင်များကိုအခွင့်ကောင်းယူရန်4-3-3ကဲ့သို့သောဒီစနစ်ပိုင်းပြင်ဆင်မှုများကိုပြောင်းလဲခဲ့ပါတယ်။ပွဲကောင်းတွေမှာနီးဗျူဟာတွေပြောင်းလဲနိုင်မှုဟာမန်ချက်စတာယူနိုက်တက်ကိုအကောင်းဆုံးရှင်ပြိုင်နိုင်စေခဲ့ပါတယ်။ဖာဂူဆန်သည်အထူးသဖြင့်1990ခုနှစ်များနှင့်2000ခုနှစ်များအစောပိုင်းတွင်တောင်ပန်ကစားသမားများကိုထိရောက်စွာအသုံးချခဲ့ပါတယ်။ Ryan Giggs နှင့် Cristiano Ronaldo ကဲ့သို့သောကစားသမားများသည်တိုက်စစ်နှင့်ကွင်းလယ်အတွက်နေရာလိုများဖန်တီးပေးကတိုက်စစ်အချိန်အဟုန်ကိုပံ့ပိုးပေးခဲ့ပါတယ်။နံပါတ်6အဓိကခေါ်ယူမှုများ United ဟာအောင်မြင်မှုတွေစတိုက်ရရှိပြီးတိုးတက်နေရမယ်ဆိုတာကိုစားလက်ကကောင်းကောင်းနားလည်ခဲ့ပါတယ်။အသင်းအင်အားတောင့်တင်းရန်လိုအပ်သောခါတွင်လည်းငွေသုံးစွဲဖို့ကိုမကြောက်ခဲ့ပါဘူး။ Cristiano Ronaldo ဖာဂူဆန်၏အထင်ရှားဆုံးခေါ်ယူမှုတစ်ခုဖြစ် Cristiano Ronaldo သည် Sporting Lisbon မှ Manchester United တို့2003ခုနှစ်တွင်ရောက်ရှိလာခဲ့ပါတယ်။ဖာဂူဆန်ရဲ့တွင်တင်မှုအောက်မှာ Ronaldo ရဲ့တိုးတက်မှုကသူ့ကိုဘောလုံးသမိုင်းမှာအကြီးကျယ်ဆုံးကစားသမားတွေကတအုပ်အဖြစ်ပြောင်းလဲစေခဲ့ပါတယ်။ဖာဂူဆန်သည် United ၏တိုက်စစ်ရွေးချယ်မှုများကိုအားကောင်းစေသည်။ Wayne Rooney 2004ခုနှစ်နှင့် Carlos Tevez 2009ခုနှစ်ကဲ့သို့ကစားသမားများကိုခေါ်ယူပေးခဲ့ပါတယ်။ဖာဂူဆန်သည်2005ခုနှစ်တွင်ဂိုးသမားအဝင်ဘန်နာဆာနှင့်2006ခုနှစ်တွင်ဝိုင်းကွင်းလယ်တူမိုက်ကယ်ကားလီတို့ကိုခေါ်ယူခဲ့ပြီးအတွေ့အကြုံရင်းကစားသမားများ၏အရေးပါမှုကိုလည်းဖာဂူဆန်ကနားလည်ခဲ့ပါတယ်။ဒီကစားသမားများသည်အရေးပါသောအတွေ့အကြုံနဲ့ခေါင်းဆောင်မှုစွမ်းရည်တို့ကိုပေးစွမ်းခဲ့ပါတယ်။နံပါတ်9ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲခြင်းဖာဂူဆန်၏ခေါင်းဆောင်မှုပုံစံသည် Manchester United တွင်သူတည်ဆောက်ခဲ့သောအောင်မြင်မှုအတွက်အဓိကကျပါတယ်။စူပါစတာကစားသမားများသို့မဟုတ်မတည်ငြိမ်သောကစားသမားများကိုစီမံခန့်ခွဲရာတွင်ကျွမ်းကျင်သူဖြစ်ပါတယ်။ဖာဂူဆန်သည် Eric Cantona, Ryan Giggs နှင့် Cristiano Ronaldo တို့အပါအဝင်၎င်း၏အသင်းတွင်ကြီးမားသောကိုယ်ရည်ကိုယ်သွေးရှိသူများကိုမိသူကင်တွေရမည်ကိုသိရှိခဲ့ပါတယ်။ဝင်လဲကန်းကိုထိန်းထားရင်ကစားသမားတွေစီကနေအကောင်းဆုံးကိုရအောင်ယူနိုင်တဲ့မိဖုရားတစ်ယောက်လည်းဖြစ်ပါတယ်။လူသိရှင်ကြားထိပ်တိုက်တွေ့မှုများစတိုက်ဖြစ်သွားပြီးနောက်2003ခုနှစ်တွင်ဒေးဗစ်ဘက်ခမ်ကိုရောင်းချရန်၎င်း၏နောက်ဆုံးဆုံးဖြတ်ချက်ကဲ့သို့ပြိပက္ခများကိုဂိုင်တွေရာတွင်လည်းကျွမ်းကျင်ခဲ့ပါတယ်။ဖာဟူဆန်သည်ခက်ခဲသောဆုံးဖြတ်ချက်များကိုချခဲ့ရတော့လေအသင်းအတွက်အကောင်းဆုံးအခြေအနေကိုအမြဲထိန်းသိမ်းနိုင်ခဲ့ပါတယ်။နံပါတ်10ပြောင်းလဲနေသောဘောလုံးအခင်းခြင်းနှင့်နိုင်ရောညီတွေဖြစ်စေခြင်းဖာဟူဆန်သည်ဘောလုံးနီးဗျူဟာပြောင်းလဲလာသည်နှင့်အမျှ၎င်းရဲ့ပုံစံနဲ့နီးဗျူဟာများကိုနိုင်ရောညီတွေဖြစ်အောင်လှုပ်ဆောင်ခဲ့ပြီး၎င်းရဲ့အဓိကမူများကိုကြိုးစားလှုပ်ဆောင်မှုစီကန်းနဲ့အသင်းဖွဲ့စည်းလုပ်မှုတို့ကိုအခြေခံခဲ့ပါတယ်။ဖာဟူဆန်သည် Manchester United ၏အားနည်းချက်များကိုဂိုင်တွေဖြည့်ရှင်းရာတွင်တက်ကြွစွာလှုပ်ဆောင်ခဲ့ပါတယ်။ Chelsea နဲ့ Man City တို့လိုပြန်မဲ့အသင်းတွေအကြီးအကျယ်ငွေကြေးသုံးစွဲလာပြီးတဲ့နောက်မှာဖာဟူဆန်ကသူ့အသင်းနဲ့ပြန်ဆိုင်မှုရှိနေဖို့ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ဉာဏ်ဖြင့်သောယာတီအပြီးတွင်ဖြစ်စေအဓိကကစားသမားများကိုဆုံးရှုံးရပြီးနောက်ဖြစ်စေအောင်မြင်သောအသင်းများကိုပြန်လည်တည်ဆောက်နိုင်မှုစွမ်းရည်သည် United ကိုဆယ်စုနှစ်သုံးစုနီးပါးအထိထိပ်ဆုံးတွင်ရှိနေစေခဲ့ပါတယ်။ဆာလက်ဖာဟူဆန်သည်ကြီးရသောကစားသမားများကိုခေါ်ယူခြင်းဖြစ်တာမှာကထူးချွန်မှုစီကံရှိမှုနဲ့အောင်မြင်မှုကိုမဆုံးမနစ်သောဆွဲဖြစ်စ조사ရယူမှုတို့ကိုဖန်တီးခြင်းဖြင့် Manchester United ကိုတည်ဆောက်ခဲ့ပါတယ်။မှန်ကန်သောခေါ်ယူမှုများဖြင့်လူငယ်ခွင့်ပြုတိုးတက်မှုကိုဟန်ချက်ညီစေကအသင်းကိုအကောင်းဆုံးစီမံခန့်ခွဲပြီးဘောလုံး၏ပြောင်းလဲနေသောအခင်းချင်းနဲ့အဆက်မပြတ်လိုက်ရောညီတွေဖြစ်အောင်လှုံ့ဆော်ပေးခဲ့ပါတယ်။ဇာဟလက်ရဲ့ရေရှည်အမြင်နဲ့ဥဆောင်မှုက Manchester United ကိုကမ္ဘာပေါ်မှာအောင်မြင်ဆုံးနဲ့ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုဘောလုံးအသင်းတစ်သင်းဖြစ်ပြောင်းလဲစေခဲ့ပါတယ်။စိတ်ဝင်စားဖွယ်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့လို့ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့နဲ့နော်။